ဒါနဆိုတာအလူကြီးပေးမှဒါနမဟုတ်ဘူးကိုယ်အိမ်လာတဲ့ဧည့်သည်ကိုတိခင်းအခန့်ကျွေးမွေးတာလဲဒါနပဲမိသားစုဘဝမှာလည်းပဲအေးစားပါစေဆိုပြီးတော့ချက်ပြုတ်ကျွေးတာလာလဲဒါနပဲအလုံးကဒါနကိုယ့်ရှိတဲ့တိရစ္ဆာန်တွေကိုလည်းမျောလင့်ချက်နဲ့ကျွေးတာမဟုတ်ပဲနဲ့ဥမာမဲ့ခွေးကြည့်လို့ရှိရင်လာတဲ့လူကြိုက်ဖို့ဆိုပြီးကျွေးတာမျိုးမဟုတ်ဘူးသူစားပါစေဆိုတာကျွေးတာကြောင်ကျွေးရင်လည်းပဲကြွက်ခုံနိုင်အောင်ဆိုတဲ့ကျွေးတာမဟုတ်ဘူးသူကသူစားနေတော့မယ်ဆိုတဲ့အကျဉ်းတရားနဲ့ကျွေးတာဆိုရင်ဒါဌာနတွေပဲတရိစ္ဆာန်လူတဲ့ဒါနဟာအစတရားကျူပေးတယ်လို့မြတ်စွာဘုရားပြောတယ်အစတရားဆိုတာနဲတာမှမဟုတ်တာနော်ကိုကတစ်ခါလုပ်ရင်စတယ်လူတွေကတော့ထင်လိုက်ပဲကိုတစ်ခါလုပ်တာအစတရားမများလို့မှုလားဆိုမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုရင်ကိုလက်တွေ့ကြည့်ပေါ့တရက်စီလေးတစ်စီပဲဆိုင်တစီဆိုင်ရင်တရက်သီးကတစ်လုံးပဲသီးတင်တာပေါ့ဘယ်ဟုတ်မလဲတရက်စီတစီဆိုင်လိုက်တာနဲ့တရက်ပင်ကတီးလိုက်တာထောင်ချီဖြစ်နေအကျိုးဆိုအဲ့လိုတူပွားလာနော်တူပွားလာ